ကောင်မလေးကလေရင်မိုးကြိုးပစ်ခံလိုက်ရတာကိုသိရှိလိုက်ရတဲ့အခါထိတ်လန့်သွားခဲ့ပါတယ်သူမကလေရင်ကိုဝင်ရောက်ထိန်းချုပ်ပြီးပင်လယ်ပြင်ပေါ်မှာအရေးပေါ်ဆင်းသက်ဖို့ဆုံးဖြတ်လိုက်ပါတယ်လေရင်မယ်ကတော့သူမကိုချက်ချင်းပဲတားဆီးဖို့ကြိုးစားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ပင်လယ်ပြင်ပေါ်မှာအရေးပေါ်ဆင်းသက်တာကအလွန်အန္တရာယ်များတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အမှားတစ်ခုခုဖြစ်သွားတာနဲ့လေရင်ကြီးတစစီကြေမွပျက်စီးသွားမှာဖြစ်ပါတယ်အကူအညီရဖို့အတွက်ထိန်းချုပ်ရေးမျှော်စင်ကိုဆက်သွယ်ဖို့သူမကလေရင်မူးကြီးကိုအကြံပြုလိုက်ပါတယ်ဒါပေမဲ့မိုးကြိုးမုန်တိုင်းကြောင့်ဆက်သွယ်ရေးလိုင်းတွေအကြီးအကျယ်ပြတ်တောက်နေပါတယ်သူတို့အနေနဲ့ထိန်းချုပ်ရေးမျှော်စင်နဲ့ခိတ္တခဏအဆက်အသွယ်မရနိုင်တဲ့အခြေအနေဖြစ်နေပါတော့တယ်လေရင်မူးကြီးမှာရွေးချယ်စရာမရှိတော့တဲ့အတွက်ကောင်မလေးရဲ့အရေးပေါ်ဆင်းသက်မဲ့အစီအစဉ်ကိုသဘောတူလိုက်ရပါတော့တယ်ဒါဟာတစ်ခုတည်းသောရွေးချယ်စရာဖြစ်နေလို့ပါသူမဟာရခင်ဘဝကလေရင်မောင်းနေခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချပြီးအရေးပေါ်ဆင်းသက်ဖို့ပြင်ဆင်နိုင်အောင်လေရင်ကိုဝင်ရောက်ထိန်းချုပ်လိုက်ပါတယ်ဒီအချိန်မှာပဲလေရင်ရဲ့ညာဘက်တောင်ပံမီးလောင်နေတာကိုခရီးသည်တွေကတွေ့ရှိသွားကြပါတော့တယ်သူတို့အားလုံးချက်ချင်းပဲထိတ်လန့်တကြားဖြစ်ကုန်ကြပါတယ်လေကြောင်းတင်တန်းကြောင်းကထူးချွန်ကြောင်းသားတစ်ယောက်ဆိုရင်တိတ်ကြောက်လွန်းလို့တတိလစ်မင်းမျောသွားတဲ့အထိပါပဲသူမိဘတွေကသူ့ကိုချက်ချင်းပဲပြန်လို့ပြီးစိတ်ခိုင်ထားဖို့တိုက်တွန်းပြောဆိုလိုက်ကြပါတယ်တော့ကြာလူတိုင်းကိုကဲတင်ဖို့အတွက်သူကလေရင်ဝင်မောင်းပေးရမလားမပြောတတ်ဘူးလေလူငယ်ကစောစောကလေရင်မူးကြီးတန်ရာရပြီးတဲ့နောက်ပိုင်းလေရင်ကိုဒီကောင်မလေးကပဲတောက်လျှောက်မောင်းနေခဲ့တာကိုပြန်တတိယသွားပါတယ်မိလောင်မှုဖြစ်ရတာဟာကောင်မလေးရဲ့အမှားကြောင့်ဖြစ်တယ်လို့သူကအခိုင်အမာယုံကြည်သွားပါတယ်ဒါကြောင့်သူတို့၃ယောက်စလုံးသူမကိုတားဆီးဖို့အတွက်လေရင်မူးခန်းထဲကိုချက်ချင်းပြေးဝင်သွားကြပါတော့တယ်ကောင်မလေးကပင်လယ်ပြင်ပေါ်အရေးပေါ်ဆင်းသက်ဖို့ကြိုးစားနေတာကိုကြားလိုက်ရတဲ့အခါလူငယ်ကသူမကိုလူတိုင်းတေအောင်လုပ်နေတာလားဆိုပြီးဒေါသတကြီးဆွဆွဲပြောဆိုပါတော့တယ်ကောင်မလေးရဲ့ရှင်းပြချက်တွေကိုလစ်လူရှုပြီးသူမကိုလေရင်မူးထိုင်ကုန်ကနေအတင်းဆွဲထုတ်ဖို့ကြိုးစားကြတယ်လို့အဲ့ဒီလူငယ်ကိုလေရင်ဝင်ရောက်မောင်းနေစေဖို့လှုပ်ဆောင်ကြပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့အခါလေရင်မူးကြီးကအဲ့ဒီ၃ယောက်ကိုတားဆီးဖို့လေရင်မဲကိုအမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့လေရင်မဲကတော့ဘာမှဝင်မလုပ်ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့ဒီကောင်မလေးကလေရင်ကိုကတင်နိုင်လိမ့်မယ်လို့သူမဘယ်တော့မှမယုံကြည်ခဲ့လို့ပါပဲတကယ်လို့ကောင်မလေးကလေရင်ကိုဆက်လက်ထိန်းချုပ်မောင်းနေအောင်မယ်ဆိုရင်အားလုံးပဲမီးလောင်ပြီးတေဆုံးကုန်ကြလိမ့်မယ်လို့သူမကယူဆထားတာကြောင့်ဖြစ်ပါတယ်လေရင်မူးကြီးကတော့ဒေါသအရှိန်ကြောင့်တတိလစ်မင်းမျောသွားပါတော့တယ်ဟို၃ယောက်ကတော့သူတို့ဒေါသထွက်အောင်လှုပ်လိုက်မိလို့လေရင်မူးကြီးတေဆုံးသွားပြီလို့အထင်မှားသွားကြပါတယ်သူတို့တွေအကြီးအကျယ်ကြောက်လန့်သွားပြီးလေရင်မူးခန်းထဲကနေချက်ချင်းထွက်သွားကြပါတော့တယ်ကောင်မလေးကတော့လေရင်မူးကြီးဟာတွေးထွက်လိုနေတာရဲ့အောက်ဆီဂျင်ပြတ်လက်မှုကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတန်ရဲ့ပေါင်းဆက်သွားပြီးအခုလိုဖြစ်သွားရတာဆိုတာကိုတွေးရှိလိုက်ရပါတယ်သူမကလေရင်မဲကိုပြောလိုက်တာကမုန်တိုင်းစုံတွေကနေလွတ်မြောက်ဖို့အရေးပေါ်မစင်တက်ဘူးဆိုရင်လေရင်မူးကြီးဟာအောက်ဆီဂျင်ပြတ်လက်မှုကြောင့်အသက်ဆုံးရှုံးသွားနိုင်တယ်ဆိုတာပါပဲပင်လယ်ပြင်ပေါ်အရေးပေါ်ဆင်းသက်ခြင်းကသာအခုချိန်မှာသူတို့အတွက်တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်နေပါပြီလေရင်မဲကကောင်မလေးကိုတန်တရားရှိနေသေးပေမဲ့လူတိုင်းကောင်မလေးရဲ့ညွှန်ကြားချက်ကိုလိုက်နာရမယ်ဆိုတဲ့လေရင်မူးကြီးရဲ့အမိန့်ကိုသူမပြန်တတိယသွားပါတယ်ဒါကြောင့်သူမမှာရွေးချယ်စရာမရှိတော့ဘဲလေရင်မူးကြီးကိုအောက်ဆီဂျင်ပေးနိုင်ဖို့အတွက်ခရီးသည်ခန်းထဲကိုခေါ်ဆောင်သွားရပါတော့တယ်ထို့နောက်ကောင်မလေးကသူမရဲ့အမေကိုဝိုင်းကူညီပေးဖို့ပြောလိုက်ပါတယ်ဆင်းသက်ဖို့တင့်တော်မဲ့ပင်လယ်ပြင်နေရာကိုရှာတွေ့ပြီးတဲ့နောက်မှာတော့ကောင်မလေးကအရေးပေါ်ဆင်းသက်ခြင်းလုပ်ငန်းစဉ်ကိုစတင်လိုက်ပါတယ်ကျွမ်းကျင်ပိုင်နိုင်တဲ့မောင်းနှင်မှုတွေစက်တိုက်လှုပ်ဆောင်ပြီးတဲ့နောက်လေရင်ကြီးကပင်လယ်ရေမျက်နှာပြင်အထက်နားစီကိုလင်းမြန်စွာနှိမ့်ဆင်းသွားခဲ့ပါတယ်လေရင်ကပင်လယ်ထဲကိုပြတ်ကျတော့မလို့ဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါခရီးသည်တွေအားလုံးထပ်ပြီးထိတ်လန့်တကြားဖြစ်ကုန်ကြပါတော့တယ်အဲ့ဒီအချိန်မှာပဲလူငယ်ရဲ့အမေလို့သူကလေရင်မူးကြီးတတိလစ်သွားပြီးဖြစ်ကြောင်းနဲ့အခုလေရင်ကိုထိန်းချုပ်မောင်းနေနေတာကကိုနှစ်ရွယ်ကောင်မလေးတယောက်သာဖြစ်ကြောင်းလူတိုင်းကိုအတိပေးပြောကြားလိုက်ပါတယ်သူမကအဲ့ဒီကောင်မလေးကိုဝိုင်းဝန်းတားဆီးကြဖို့ဒါမှမဟုတ်ရင်သူတို့အားလုံးတေဆုံးကုန်ကြလိမ့်မယ်လို့လူတွေကိုတိုက်တွန်းလှုပ်ဆော်လိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါခရီးသည်တွေအားလုံးအကြီးအကျယ်ဒေါသထွက်သွားကြပါတော့တယ်သူတို့ကလေရင်မယ်တွေရဲ့တားဆီးမှုတွေကိုလစ်လူရှုပြီးကောင်မလေးနဲ့သူ့အမေကိုလေရင်မူးခန်းထဲကနေအတင်းအဓမ္မဆွဲထုတ်ဖို့ကြိုးစားကြတယ်လို့လေကြောင်းတင်တန်းကြောင်းကထူးချွန်ကြောင်းသားလူငယ်ကိုလေရင်ဝင်မောင်းခိုင်းဖို့လှုပ်ဆောင်ကြပါတယ်ဒါပေမဲ့စကားဝက်မှားယွင်းရိုက်ထဲမိတဲ့အတွက်ကြောင့်လေရင်မူးခန်းတကားကိုဖွင့်လို့မရဖြစ်နေပါတော့တယ်သူတို့ကတကားကိုအတင်းရိုက်ချိုးဖွင့်ပြီးဝင်ရောက်နိုင်ဖို့အတွက်ဝိုင်းဝန်းလှုပ်ဆောင်ကြပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ကောင်မလေးကအရေးပေါ်ဆင်းသက်မှုပြင်းမြောက်အောင်လှုပ်ဆောင်နိုင်ဖို့အချိန်ပိုရစေရန်အတွက်တကားကိုပိတ်ဆို့ကာကွယ်ထားပေးဖို့သူ့အမေကိုပြောလိုက်ပါတော့တယ်တကယ်လို့ခရီးသည်တွေကအတင်းဝင်ရောက်ပြီးနောက်ဆက်မယ်ဆိုရင်ရလက်ကတော့ဆိုးရွားသွားမှာဖြစ်ပြီးလေရင်ပြက်ကြကအားလုံးတေဆုံးသွားနိုင်ပါတယ်မကြခင်မှာပဲလေရင်မူးခန်းတကားကအနှဲငယ်ဟပ်ပွင့်သွားပါတယ်ကောင်မလေးလေရင်မောင်းနေတာကိုလူတိုင်းမြင်လိုက်ရတဲ့အခါမှာတော့လူငယ်ရဲ့အမေပြောခဲ့တဲ့စကားကိုအားလုံးယုံကြည်သွားကြပါတော့တယ်သူတို့ကကောင်မလေးကိုအပြင်းထွက်သွားဖို့ဝိုင်းဝန်းအော်ဟစ်မောင်းထုတ်ကြပါတယ်တယောက်ဆိုရင်လူမှုကွန်ရက်ပေါ်တင်ဖို့အတွက်ဖုန်းထုတ်ပြီးဗီဒီယိုတောင်ရိုက်နေပါသေးတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့အမေဟာအားကုန်ပြီးလဲကျလူနေပါဖြစ်နေပြီဆိုတာကိုကောင်မလေးသတိထားမိလိုက်ပါတယ်ဒါပေမဲ့ပင်လယ်ပြင်ပေါ်အရေးပေါ်ဆင်းသက်နိုင်ဖို့အတွက်လေရင်ကအချိန်နဲ့လိုနေပါသေးတယ်လေရင်ပြက်ကြပြီးလူတိုင်းတေဆုံးရမယ့်ကံကြမ္မာဟာတကယ်ပဲရှောင်လွှဲလို့မရတော့ဘူးလားဆိုပြီးသူမစတင်တွေးတောမိလိုက်ပါတော့တယ်